ကထိန်သင်္ကန်းဆိုတာတမန်သင်္ကန်းနဲ့မတူဘူးပေါ့လှူခင်းရတဲ့အချိန်ကလာအားဖြင့်တတ်မှတ်မယ်ဆိုရင်တရင်ကျော်လာပြီးကျော်တရက်ကနေပြီးတော့တစောင်းမုံလာပြီးနေအထိတလအတွင်းမှာသာတဲ့ကထိန်သင်္ကန်းလှူခွင့်ရတယ်အဲ့လိုကထိန်သင်္ကန်းလှူခွင့်ရတယ်ဆိုတော့လည်းပဲမြင့်မြင့်ဝါဝါယဟန်တန်ကကိုလိုက်ပြီးတော့အရှင်မြတ်ကထိန်သင်္ကန်းလှူပါတယ်လို့လှူလို့မရဘူးကျောင်းတိုင်းနဲ့ဆက်နွယ်ပြီးတော့တန်ခိကအနေနဲ့သာလှူခွင့်ရတယ်အခုမှရန်ကုန်မှာဘာတွေဖြစ်နေတော့ဆိုလို့ရှိရင်ဝါဆိုဦးလာလို့ရင်ဝါဆိုသင်္ကန်းမှာဖျားလို့လာလှူတယ်ဝါကျွတ်တာနဲ့တပြိုင်နက်ဒါကထိန်သင်္ကန်းမှာဖျားဆိုဟဲ့ကထိန်သင်္ကန်းလှူလို့မရဘူးလို့အဲ့ဒါလှူကထိန်သင်္ကန်းဆိုတာတန်ခိကပဲလှူလို့ရတယ်ဝါကျွတ်တာနဲ့ကထိန်သင်္ကန်းမဟုတ်ဘူးနော်ကထိန်သင်္ကန်းဆိုတာတန်ခိကပဲလှူလို့ရတယ်တန်ခိကဆိုတာအများပိုင်သင်္ကန်းပုဂ္ဂိုလ်တူတဲ့သွားပြီးတော့ကထိန်ခင်ဖို့ဆိုသွားလှူလို့မရဘူးဒါကြောင့်မို့တန်ခိကစစ်စစ်လှူရမှာဖြစ်တယ်တော့တန်ခါဆိုရင်တန်ခါတွေအလုံးပိုင်ဆိုင်တဲ့သင်္ကန်းတစ်ခုဖြစ်သွားတယ်အဲ့ဒီအလုံးပိုင်ဆိုင်တဲ့သင်္ကန်းကိုမှကတိနာကံဆောင်ရွက်ဖို့အတွက်ဝိနည်းကိစ္စကျွမ်းကျင်တဲ့ကထိန်ခင်းတတ်တဲ့ယဟန်တစ်ပါးကိုတန်ခါနေပြီးတော့ကိုရောကထိန်ခင်းဖို့ဆိုပြီးပေးရမယ်ပေးတဲ့အခါကျတော့မှအဲ့ဒီယဟန်ကတိနာကံလို့ဆိုကထိန်ခင်းခြင်းဝိနည်းကံကိုဆောင်ရွက်မှာဖြစ်တယ်အဲ့လိုဆောင်ရွက်တဲ့အခါမှာကြံရှိတဲ့တန်ဃာတွေကအနုမောဒနာပြုတယ်အနုမောဒနာဝမ်းမြောက်ကြောင်းထောက်ခံပြောကြားလိုက်ရင်အလုံးဟာကထိန်ခံမိတာဖြစ်သွား